ကဖေးရဲ့အနုရောကြီးတစ်ခုလိုပါပဲလို့ကျွန်မစိတ်ထဲမှာတင်စားပြီးတော့ကဖေးဥစိန်မောင်တွေရေးတဲ့ညအလူဆိုတဲ့တခြင်းနဲ့ဂုဏ်ပြုတင်ဆက်လိုက်ပါတယ်ရှင်ကျက်သေးဆုံးစွာဝရိဏတမြပါမင်္ဂလာမန္တလျံပါဝိစာကျက်သေးဆုံးစွာဝရိဏတမြပါမင်္ဂလာမန္တလျံပါဝိစာအောင်စီဟိလို့ချင်းငယ်ရင်ကြည်ညာရေစတော်ချပဏိတစေရနာအောင်စီဟိလို့ချင်းငယ်ရင်ကြည်ညာရေစတော်ချပဏိတစေရနာရှင်းတဲ့လုံးပမာကျွေးပွေလို့သာအလုံးမရတာပြောစွာရွှင်စွာရှင်းတဲ့လုံးပမာကျွေးပွေလို့သာအလုံးမရတာပြောစွာရွှင်စွာအလူရောမင်္ဂလာပွဲကိုနိုင်နိုင်စွာပဲစင်ရရဲ့ခန္ဓာဒါကြောင့်မို့စိတ်ထားပြုသွားဒီမာနမြတ်ကျွာရတော့မှာသာဓုသာဓုအနုမောရဏအာလုံးအမြောက်ကြီးပါတရားတော်နာမိတ်ဆွေတဲ့ဟာကြွရောက်ကြတော့မှာသာဓုသာဓုအနုမောရဏအာလုံးအမြောက်ကြီးပါတရားတော်နာမိတ်ဆွေတဲ့ဟာကြွရောက်ကြတော့မှာယုံကြည်တရားလူရကြပါမမေ့စိတ်ဓာတ်တို့လည်းပါကြုံရဆိုရမှာဆိုင်ဆိုင်ခင်ဗျာရင်ဆိုင်ွယ်သည်လေပါဒါနာစုရာရောမကင်းရင်ဝါသီလဘာဝနာဒေါသရှင်နာဒါနာစုရာရောမကင်းရင်ဝါသီလဘာဝနာမောဟရှင်နာစေရနာပြုရာကုသိုလ်ပြုရာမေဝီလို့သာမပူဤဘင်္ဂသာဓုသာဓုအနုမောဒနာအာလုံးအမြောက်ဝေပါတရားတော်နာမိတ်ဆွေတင်ဟာကြွရောက်ကြလို့ပါသာဓုသာဓုအနုမောဒနာအာလုံးအမြောက်ဝေပါမိတ်ဆွေတင်ဟာတရားတော်နာကြွရောက်ကြလို့ပါယုံကြည်တရားလူရကြပါမမေ့စိတ်ဓာတ်တို့လည်းပါကြုံရဆုံးရမှာဆိုင်ဆိုင်ခင်ဗျာတွေဆိုင်ွ